လွန်ခဲ့တဲ့9နှစ်ခန့်ကရန်ကုန်မြို့မှာမိုးသေးထန်စွာရွာသွန်းနေတဲ့ညတညပေါ်ဦးထွန်းဆိုတဲ့တက္ကစီဆရာဟာအိမ်ပြန်ခါနီးလမ်းကြုံရရင်တင်မဲ့ဆိုတဲ့စိတ်နဲ့အင်းရကန်ဘေးကတက္ကသိုလ်ရိပ်သာလမ်းအတိုင်းမောင်းလာခဲ့တဲ့အချိန်ကည7:00နာရီခွဲကျော်နေပြီဖြစ်လို့လမ်းမကြီးကတိတ်ဆိတ်လို့နေပါတယ်အင်းရကန်ပေါင်အကွေ့တစ်ခုအရောက်မှာတော့မိုးရဲရေထဲမှာထီးလေးတစ်ချောင်းဆောင်ပြီးရက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။သူမကပန်းနုရောင်ကားဝင်လေးကိုဝတ်ထားပြီးအသားဖြူဖြူအေးအေးဆေးဆေးပုံစံလေးပါဦးထုံးကကားကိုရက်ပေးလိုက်ပြီးဘယ်သွားမလို့လဲသမီးလို့မေးလိုက်တယ်မိန်းကလေးကပြည်လန်းကအိမ်တအိမ်ကိုပို့ပေးပါဦးလေးလို့တိုးလေးပြန်ပြောတယ်။သူမကားပေါ်တက်လိုက်တဲ့အခါထူးဆန်းတာကသူမစီကနေနှင်းစီပန်းနဲ့လိုအနံ့တင်းတင်းလေးရနေတာပါပဲ။ကားမောင်းနေရင်ဦးထုံးကမှန်ကနေတစ်ချက်ကြည့်လိုက်တော့မိန်းကလေးကပြတင်းပေါက်အပြင်ဘက်ကကန်ရီပင်ကိုမေးကြည့်နေတယ်။သူမရဲ့မျက်နှာကအယမ်းဖြူဖြောနေပြီးတစ်ချက်မှာရှိုက်တန်လိုကြားနေရတယ်။သမီးတစ်ခုဖြစ်လို့လားလို့မေးပေမဲ့သူမကခေါင်းခါပြရုံပဲလုပ်ပါတယ်။ပြည်လမ်းပေါ်ကခြံဝင်းကြီးတစ်ခုရှေ့ရောက်တော့မိန်းကလေးကဒီမှာပဲရက်ပေးပါဦးလေးအိမ်ထဲကလူတွေထွက်လာပါလိမ့်မယ်လို့ပြောပြီးကားတကားကိုဖွင့်ဆင်းသွားတယ်။ဦးထုံးကပတ်စံအမ်းဖို့အတွက်ငွေအိတ်ကိုငုံအနှိုက်မောကြည့်လိုက်တဲ့အခါကားအပြင်မှာဘယ်သူမှမရှိတော့ဘူးခြံကားကြီးကလည်းတောက်ခတ်ထားဆဲမိုးကလည်းရွာနေတော့မယ်လူတယောက်ဟာစက္ကန့်ပိုင်းတွင်ဒီလောက်ဝေးကြီးကိုမပြေးနိုင်ဘူးဆိုတာဦးထွန်းသိလိုက်တဲ့ကြောက်စိတ်နဲ့အတူကားကိုအမြန်မောင်းထွက်ဖို့ပြင်တုံးကားနောက်ခံကခုံပေါ်မှာပန်းနူရောင်လက်ကင်ပဝါလေးတစ်ထည်ကျန်နေတာကိုတွေးလိုက်ရတယ်ဒါပေမဲ့အဲ့ဒီပဝါလေးကရေဆိုးမနေပဲတွေးဆတွေပေးနေတာကိုမြင်လိုက်ရတဲ့အခါဦးထွန်းတကူလုံးချက်သီးတွေထသွားပါတော့တယ်နောက်နေ့မနက်မှာဦးထွန်းဟာဆက်စုကျင်စိတ်နဲ့အဲ့ဒီခြံရှိကိုပြန်သွားခဲ့တဲ့ခြံဆောင်အဖိုးကြီးကိုမင်းညကအကြောင်းပြောပြတဲ့အခါအဖိုးကြီးကတက်ပြင်းချပြီးခြံထဲကအုပ်ကူလေးတစ်ခုစီခေါ်သွားတယ်။ဒါဒီခြံရှင်ရဲ့သမီးလေးရဲ့ကူပေါ့လွန်ခဲ့တဲ့10နှစ်ကအင်းရကန်ပေါင်မှာကားတိုက်ခံရပြီးအစိမ့်တေဆုံးခဲ့တာသူတည်တဲ့နေ့ကလည်းအခုလိုမိုးတဲထန်တဲ့ညမျိုးပဲအဲ့ဒီကလေးကသူဟာအိမ်ပြန်ခြင်းလို့ခဏတက္ကစီစီးပြီးပြန်လာတတ်တယ်လို့အဖိုးကြီးကရှင်းပြပါတယ်။ဦးထွန်းဟာသူရခဲ့တဲ့ကားခပတ်စံကိုပြန်ကြည့်လိုက်တဲ့အခါပတ်စံတွေကပတ်စံအစစ်မဟုတ်တော့ပဲသူ့တန်မှာတုံးတဲ့စကူပန်းတွေဖြစ်နေတာကိုတွေးလိုက်ရပါတော့တယ်။ရန်ကုန်မြို့ရဲ့အချို့နေရာတွေမှာအခုလိုမျိုးမကျွတ်မလွတ်သေးတဲ့အစိမ့်တွေဝိညာဉ်တွေဟာသူတို့တည်ဆုံးခဲ့တဲ့ပုံစံအတိုင်းဒါမှမဟုတ်သူတို့နောက်ဆုံးလှုပ်ချင်ခဲ့တဲ့အလုပ်တွေကိုထပ်ခါတလဲလှုပ်ဆောင်ရင်းကျင်လည်နေတတ်ကြပါတယ်။အထူးသဖြင့်ညနေတန်းကောင်မိုးရွာတဲ့အချိန်မျိုးမှာသူတို့ကိုပိုပြီးတွေ့ရတတ်ပါတယ်။ဒီဖြစ်ရပြီးနောက်မှာဦးထွန်းဟာအင်းရကန်ဘေးကနေညဘက်ဆိုရင်ခီးတဲ့တယောက်တည်းအထူးသဖြင့်အမျိုးသမီးဆိုရင်လုံးဝမတင်တော့ဘူးလို့ဆိုပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေကိုနားထောင်ဆင်ဖို့အတွက် channel လေးကို subscribe လုပ်သွားပေးပါနော်ကျေးဇူးတင်ပါတယ်။